နောက်ဝါရှင်ငေါ့လာလောက်ခိုင်းနဲ့ဆိုတော့မင်းကစကားပြောတာအခွန်းတစ်ထောင်မကတော့မင်းရဲ့မှတ်ပုံတင်နဲ့မင်းစော့ခွက်ကြီးနဲ့ပုံငါချက်ပေါက်မှလာပို့လို့ငါပြောပြီးလေမင်းလည်းလာမပို့ရဘူးအာပဲလက်ချောင်းနေတာဟမ်မင်းကငါစော့ခွက်လည်းပြပြီးပြီဟမ်ကြည့်ရှင်နေငါမျက်နှာကြည့်ရှင်နေဆိုလို့ပြပြီလားအာ shit ငါလို့တာဟိုမှာဟိုလက်ဆက်တဲ့မင်းဟမ်မဖဲဝါကိုခေါ်ပြရလားတဲ့မဖဲဝါကိုခေါ်ရင်ဒီလိုတင်းញိုင်းဟောင်းမှာတော့ခေါ်လို့မရတော့ဘူးတင်းញိုင်းနေရှိတဲ့နေရာမှာသူကလူတွေဟိုစားဗောနော်လူတွေရှိတဲ့တင်းញိုင်းအစ်စ်မှာလည်းရှာလို့ရတယ်တဲ့ဒီလိုတင်းញိုင်းဟောင်းမှာတော့ရှာဖို့မလွယ်ဘူးပေါ့ဒါပေမဲ့ငါမစမ်းကြည့်ရသေးဘူးနော်ခါမစမ်းကြည့်အောင်မဖဲဝါကိုခေါ်မယ်ဆိုအမေသားမြောက်များကုန်တယ်အမေသားချင်းဟင်းကောင်းကောင်းချက်ရမယ်သမင်းဟင်းချက်ပြီးတော့သူ့ကိုတကျွေးရမှာပေါ့နော်对，但过天对起来时候呢，都过天比较开不。过天没对起时候，没对南部时候呢，都啥老百民间的时候，啥老百，公安的老百，哎老百，几个呢？如果ဒီbrother နဲ့ပတ်သက်ပြီးတော့စိတ်တော့မဘာမှထားတဲ့ဒီကောင်နဲ့တနေ့ကျရင်ဒီကောင်တွေကခိုင်းစားမှတိတ်ချပေါ့ဒီကောင်တွေကမှတ်ထားတဲ့ဒီကောင်တွေတော့တိတ်ပြီးတော့ပူပင်သားမကြည့်နေဒီကောင်တွေကတနေ့တည်ချင်းစိုးနဲ့တင်မဲ့ကောင်လေပြဿနာမရှိဘူးနော်ဒီကောင်တွေလာမှုနေတာငါတယောက်ထဲမှမဟုတ်ဘူးခြားလူတွေကိုလည်းဒီကောင်တွေပို့နေတာပဲဒါပေမဲ့သူတို့အဖက်အလုပ်ဆက်မလို့သူတို့အဆင့်အဲ့လောက်ပဲရှိတာသူတို့ရဲ့အဆင့်တန်အဲ့လောက်ပဲရှိတယ်အကြီးချင်းမရှိဘူးကွာအဲ့လိုမျိုးအဲ့ကြောင့်မို့မပြောနဲ့ဆဲတော့ဆဲချလိုက်အဲ့လိုမျိုးဒါဘရိုတို့ကြတော့ဟိုဆဲတယောက်ပြန်ဆဲမကောင်းတော့ဒေါသထွက်မှဆိုလို့ကျွန်တော်ကပြဿနာမရှိဘူးဒီကောင်လေးကျွန်တော်ကဆဲနေကြဒီကောင်လေးကဆဲလည်းမနာတတ်ဘူးလေဘာသူတို့တခွန်းဆဲကျွန်တော်10ခုလောက်ပြန်ဆဲလိုက်တော့သူတို့ကကျွန်တော်တို့ဆဲပြီးမှသူတို့တွေအဆောင်အိတ်ပြောတာဟုတ်အဲ့လိုမျိုးကိုတွေ့တေချာတဲ့တွေ့ချင်နေဆိုရင်ကျွန်တော်ချိန်လာတဲ့ရက်ဆိုရင်တော့လာမိုင်းညမှာကျွန်တော်လုံးဝထင်းထင်းရှားရှားတွေ့အောင်ကျွန်တော်တပတ်ကြီးတွေလည်းလွတ်လပ်စွာပေးလွတ်မယ်ကျွန်တော်မွေးထားတဲ့တရေအကုန်လုံးလွတ်လပ်စွာပေးလွတ်ပြီးတော့လုံးဝကိုထင်းရှင်းရှားကိုမြင်ရမယ်လို့အောင်လို့ကျွန်တော်ပြပေးမှာပေါ့နော်မင်းကတော့ဘယ်နိုင်ငံမှာရှိနေလဲမသိဘူးငါတော့သူများကိုတရေတော့မှငါမခိုင်းစားဘူးငါမွေးထားတာပဲရှိတယ်ငါခိုင်းချင်မှာပဲငါခိုင်းလိုက်တာမင်းတို့ကောင်မျိုးရောက်လာရင်ငါခိုင်းမှာနော်တည်ချင်းစိုးနဲ့တင်အောင်လုပ်ပြီးတော့မင်းတို့သိဝိုင်းခိုင်းမှာပေါ့ငါဘာလို့ခိုင်းမှာမင်းတို့ထင်တယ်ဟမ်မအေးလို့ဘာလို့ခိုင်းမှာထင်တယ်မင်းတို့ဟမ်တိလားခွေးကိုဝင်ပူခိုင်းပြီးတော့ချီကိုတစားခိုင်းမှာမအေးလို့လီဆုပ်ခိုင်းမှုငါမင်းတို့ခွေးကိုခွင်းကြည့်တော့ချီးကိုသစားခိုင်းမှုမင်းစောက်စင်းရချီးနေပဲတန်တာအဲ့ချိန်ကျရင်နောက်တော့မရနဲ့နော်မင်းတို့ကောင်းတတိထားပြီးနေပါကြီးလေးတို့ဟမ်ကျလားအဲ့ဒီချိန်ကျမင်းတို့ချီခွေးကိုပူကိုင်းပြီးချီကိုသစားကိုင်းမှာငါလုံးမသွေးတောက်ရဖို့အသားစားဖို့မပြောလေးနဲ့နေ့တိုင်းချီစားရမှာမင်းချီမစားဘူးဆိုတော့မင်းကြောကုန်းကတော့ပြောတင်ခါမယ်မှတ်တာအဲ့အေးလို့တတိုက်
မင်းတို့ဖုန်းနဲ့မင်းတို့ရေးတယ်ကြိုက်တဲ့လောက်ရေးခဏညီလေးနော်ကြိုက်တဲ့လောက်ရေးဒါပေမဲ့ဒီနေ့မင်းတို့ငါလက်အောက်ရောက်လာမယ်ဆိုတော့ကျင်းတိမှတ်တာငါမင်းပောက်ခဲ့ရငါမွေးထားတဲ့ကလေးတွေဆိုငါမလုပ်မင်းတို့ကြိုက်ကြရင်တွေ့မယ်ကျတော့မင်းတို့ကြိုက်ကြရင်တွေ့မယ်အေးလိုးတတိုက်နော်မင်းတို့လေချီးပဲစားခိုင်းမှာငါလုံးမှာမင်းတို့ဘာလို့နင်းလဲအော်ရရှင်းပြရတဲ့ဒါရှင်းပြစရာမလိုဘူးလေမင်းတို့ငါဘာလို့ရှင်းပြရမလဲဟမ်ဘာလို့ရှင်းပြရမှာအချင်းကုန်လေးကုန်ခံပြီးတော့ငါမင်းတို့မရှင်းပြနိုင်ဘူးမင်းတို့တွေးချင်ငါချက်ပေါက်မှာမင်းရဲ့စောက်ခွက်ကြီးနဲ့မင်းရဲ့မှတ်ပုံနဲ့ဓာတ်ပုံရိုက်ပြီးလာပို့ပါလို့ငါအချိန်ခါတည်းကမကပြောပြီးမင်းကအားပဲချောင်းနေတာပဲမအေးလိုးရဲ့ဇာတ်လည်းရှိတာမဟုတ်ဟမ်မအေးလိုးတွေလာလည်းမလာရဘူးလိုက်ဆေးဆေးပြီးတော့ပြေးလိုက်ဆေးဆေးပြေးဟမ်အကောက်စင်းနဲ့လားပြင်းပို့လိုက်ငါပြောလို့ပို့လိုက်ဟမ်မအဲ့ဒါလည်းတရားမလာရဘူးပို့ရင်ညတွေတည်းလည်းငါပြောတယ်နေကောက်စစ်ပဲဆိုရင်မင်းတို့ကောက်စစ်ပဲဆိုရင်ငါရှိမှလာလေလာပြီးတော့ငါချက်ပေါက်မှာမင်းတို့မပုံတင်နဲ့မင်းတို့စောက်ခွက်ကြီးလာပို့ရပြီအဲ့ဒါဆိုရင်တပတ်တော်တွင်သိရမယ်ဘာတွေအားချောင်းနေကြလို့လဲဆရာကိုရပရလောကအကြောင်းလေးတစ်ခုပြောပြပါလားတဲ့ကိုတွေးတွေကတော့အများကြီးရှိတယ်လေကိုတွေးတွေကအများကြီးတွေးခဲ့တာရှိတယ်အများကြီးအဲ့ဒီဖြစ်ခဲ့တယ်မတရားဆိုရင်တော့မရဆိုရင်တော့ပြောမြန်မာပြည်မှာတော့မရရှိခဲ့ဘူးလေဒီပုံမှာတော့တာကြီးတော့မရမရှိပါဘူးဒီမှာပဲဘာတော့ကချုံပူလီမှာတစ်ခါနင်းဖြစ်ဘူးလေတွေ့ဘူးလေချုံပူလီအိမ်ဟောင်းနေမှာတစ်ခါလိုက်ရှာဘူးလေအဲ့မှာတော့ဆိုရင်အဲ့ကောင်တော့ကျန်းတယ်ကောင်အဲ့ကောင်ရှာလိုက်တယ်အဲ့ကောင်လိုက်ဖမ်းလိုက်တယ်တလားကြော်အဲ့ကောင်ရှာတလားကြော်လောင်းအဲ့ကောင်ရဒါပေမဲ့ဘာမလုပ်တယ်ကျွန်တော်သူ့ကိုမေးကြည့်တယ်ဒီမှာဘာကြောင့်ဘလို့ဖြစ်နေလဲဘာကြောင့်နေတာလဲသူမေးကြည့်တော့သူကတော့အဲ့ဒီအိမ်ပိုင်ရှင်ဖြစ်နေတာ哦ဘယ်သူပဲအဲ့ဒီအိမ်ကိုရောင်းမွေရေကြာလာတော့ကြတော့အဲ့ဒီအိမ်ညဆွေးမြှပြီးတော့ဒါပေမဲ့သူ့ကိုငါတို့ကမမောင်းထုတ်လေသူ့နေရာနဲ့သူ့အမျိုးတွေကလည်းအဲ့ဒီမှာနေချင်တယ်နေအဲ့အောင်နေမင်းတို့ဒါစားစီလားငါမေးတာစားစီငါရှိမလားဘာလို့ဆဲနေမှာတော့မင်းတို့စားလည်းမရှိပဲနဲ့ဟမ်အကောက်တူးနေလိုက်ရေးဟိုဒါရေးစားစီငါပြောသလိုလုပ်လိုက်လေမင်းစမ်းကြည့်ရှင်ငါရှိကိုမပုံတင်နဲ့ဓာတ်ပုံနဲ့ပို့လိုက်မင်းတတိရှင်ထိုင်းလားဆရာတဲ့ထိုင်းဟုတ်တယ်ဟမ်ချက်မပြေတာမင်းတို့ငါကမင်းတို့အစွမ်းကုန်ပြမယ်လို့ပြောပြီးမင်းတို့ကမလာရဲပဲနဲ့အာပဲလိုက်ချောင်းနေဟမ်အကောင့်တူမဟုတ်ဘူးကောက်စစ်ဆိုလာခဲ့လေဘာလို့ဒီမှာခေါမတ်လာပြေးကြံဖြစ်နေမှာတော့စမ်းကြီးနေဆိုလာလိုက်ပြီးပြီလေဒါမှမဟုတ်နင်တို့တခုခုတက်လာဆရာကောင်းကောင်းရှိလာငါ့ကိုလာစမ်းလောက်ငါ့ကိုလာချငေါ့နိုင်အောင်လာချလို့လေဟ
ဇာမရှိဘူးကွာအဆင့်လည်းမရှိဘူးဇာလည်းမရှိဘူးလိုက်ဆဲနေတယ်မြန်လိုက်ပြောနေဘာရတယ်မင်းတို့မိပါတယ်အဲ့လိုပဲတင်ထားပေးသလားမင်းတို့ဟမ်မဲလို့ငါအရက်တော့မတော့ဘူးမိစက်ပေါက်စီးကြောင်ကြောင်မလားဟမ်မင်းတို့ကတောက်ဖူးတဲ့လူတွေငါတောက်ဖူးတဲ့လူမှမဟုတ်လားလီကိုဈေးပေးမှလားမင်းတို့ငါ့ကိုလှုပ်ရှင်လာလို့ပဲလီကိုငါဈေးတောင်းမလားမင်းတို့စောက်စင်းဈေးလာမတောင်းနဲ့နော်ဈေးလေလူချင်းစောက်တော့မရှိဘူးမင်းတို့တဲ့စောက်ဆန်ချမ်းသာတယ်နားလဲလားထိုင်းနိုင်ငံမှာလာလို့နေတာငက်လို့ဒါပေမဲ့သူများတွေစော်ကားသလိုဖြစ်မှာကြောင်းမင်းတို့စောက်ခွက်ပြောမယ်ငက်လို့လာလို့စားနေတာမဟုတ်ဘူးမြန်မာနိုင်ငံမှာငါမိဘတွေမင်းတို့ထက်အဆက်တစ်ထောင်လောက်ချမ်းသာတယ်မအေးလိုးတွေဟေးဟိုอะไรวะอันเนี้ยโมเมရောက်နေမင်းတို့စောက်စင်းရလေငါမွေးထားတဲ့ငါသားတော့စောက်စင်းမရှိဘူးမကြည့်လိုက်ကြည့်လားငါသားတော့မှမင်းဘလောက်လိမ့်မှအောင်မေးတယ်မအေးလို့မင်းတို့ကောင်းနေလေဒီကောင်တော့စောက်စင်းတော့မရှိဘူးကြည့်လားဟမ်ငါသားမှမကြည့်ဘလောက်လိမ့်မှလဲဆိုတာဟမ်အေးငါသားဒါလိမ့်မှငါသားချစ်နေမယ်မအေးလို့မင်းတို့လည်းစောက်စင်းမြင်နေဖော်သေးငါသားလို့မင်းတို့စောက်စင်းရှိအောင်လို့ဒါငါသားငါ့ကိုမတွေ့လို့သူငါ့လိုက်ရှာနေတာမေးမေးလေမင်းလိုမဲ့ကောခွေးမမခွေးထီးမအေးလို့ဘူးမသိကိုမသိနဲ့ပြောချင်တာစွပြောတေးချာမကြည့်လီနှလုံးပြူးနေတော့မင်းတွေ့လားစောက်တော်သားခွေးတီခွေးမတော့မခွဲကြတတ်ဘူးဟမ်ခွေးတီခွေးမတော့မခွဲကြတတ်တဲ့စောက်တော်သားပြောရင်တော့ဆရာကြီးငါလုံးမခွေးတီခွေးမတော့မခွဲကြတတ်ဘူးမိစပ်ပတ်ဟမ်ငါတော်သားလို့မင်းတို့ကြိုးဝင်ခါတာပြီငါရွာထဲကနေနေခဲ့တယ်တော်သားစစ်စစ်မှန်းနေဟုတ်ပြီလားငါဒီညတကယ်ငါကောင်းကောင်းလေးလာဖော်တယ်မငါတိသွားပြီဘယ်ကကောင်းလဲဘယ်လောက်ဆင်းရှိလဲဆိုတော့ငါတိသွားပြီပြဿနာမရှိတော့ငါမချခြင်းတော့ငါမင်းတို့ဆဲဖို့ပဲချိန်ပေးရတော့နော်你是包啥的想法的啦？嘿，哎呀，啊，就批了，干办事？拍人了。မင်းတို့ဆောက်ဆင်းတော့ငါစကားတဲ့ဦးထဲမပြောချင်ဇာမရှိဘဲနဲ့ comment နဲ့လာပြီးတော့ keyboard fighter မလုပ်နဲ့ဇာရှိငါပြောပြီးမပုတ်သေးမင်းတို့ဆောက်ခွက်လာပို့လို့ပြောပြီးဟမ်ကြားလားမင်းတို့ငါသားရဲ့သေးနဲ့ပဲမင်းတို့ဆောက်ခွက်ပန်းခိုင်းမယ်မင်းတို့ငါလက်ထဲရောက်လာငါသားသေးနဲ့မင်းတို့ဆောက်ခွက်ပန်းခိုင်းမယ်မှတ်လားမအေးလိုးမြဆဲရမနိုင်တော့ဒီမေးလိုးမြတော့ဟမ်လမ်းသေးပေးမဟုတ်ဖင်လိုးမဟုတ်သုံးသီးနော်မင်းတို့ရဲ့မိသားစုငါရံမပေးမင်းတို့ပဲဟုတ်ပြီလားမင်းတို့ပဲလုံးမှာပြန်တော့မလို့ပဲဟိုမှာငါသမီးတကောင်မြန်လာမလားလို့ငါသူ့ကြည့်နေတယ်ငါသမီးတကောင်မလာဘူး
ကြီးပဲတီတီဆောက်ဆန်တစ်ချက်လာပြောတော့မအေးလိုးကဘယ်လောက်ပြောလဲနားမလဲမင်းစပ်ပါငါဒေါသထောက်လာလို့လီးတော့ဒေါသမထောက်မင်းအမေလင်ကအရက်တော်မတောက်တာလေဆေးဆိုရင်ငါသိတော့မသိဘူးမင်းပြောဆေးတော့ကြားဘူးတဲ့ဘာဆေးတွေမသိဘူးမင်းအမေကလင်ကမင်းတို့ထက်တီလာသမားကြီးကောင်းတယ်နားလဲလားစပကြောင်စပမကြိုက်ဘူးငါရှင်းလားမိမတော်မှ9ယောက်ထိယူမယ်လို့ပြောပြီးမဲ့လောလောဆယ်တယောက်မှမယူဘူးသေးဘူးနော်ရှင်းနေနော်မလို့ချင်လို့မယူတာယူမဲ့လူကတန်းစီနေရောမင်းတို့ချင်းပဲဆဲနေလိုက်တော့စားမရှိရင်တော့ငါစီမလာမပြောတော့ဟာစားမရှိရကောဆော့ချက်မရှိရကောနေစားမရှိတဲ့ကောနေငါပြောမနေနဲ့စားလည်းရှိတာမဟုတ်နော်နောက်နေဟိုဗလဲဒီဘက်ကြော်ပြီးနောက်ဘက်ကျရင်ငါဗလဲခြေကနေတောင်းဖို့ရှိတယ်အဲ့ဒါမင်းတို့လာဆဲအောင်ကြားလားနော်လာဆဲအောင်ဒီကိုချရမှာလားဟမ်မင်းစပတ်ချရမှာလားမင်းတို့ကောင်တွေလူကောင်မျိုးငါအကြောင်းအကုန်လုံးချပြရအောင်မင်းစပတ်ဟမ်ငါလူမတန်လို့လားမင်းတန်လို့လားငါမင်းကပြောကြည့်ပါဦးမင်းတို့စောက်ခွက်နဲ့တန်လို့လားဟမ်ငါဝိတဲ့ဒီဘောင်းမီတစ်ထည်ပဲဘယ်လောက်ရှိတယ်ဆိုတော့သိလားလက်အိတ်ဒီပါမပြောသေးတော့ဒီဘောင်းမီတစ်ထည်ဘယ်လောက်ရှိတယ်သိလားမအေးလူမရဟမ်ဒီဘောင်းမီတစ်ထည်တော့ဘယ်လောက်ရှိတယ်သိလားဟမ်မေစပ်ပါဦးရေဖူရှာစောက်တော်သားပဲသိတယ်20ဆိုတာစောက်တော်သားမဝတ်ဘူးမသိဘူးဟမ်စောက်တော်သားမဝတ်ဘူးတော့မသိဘူးနော်ပြီးငါအဲ့လိုမျိုးမင်းတို့ပြောတဲ့လမ်းဘေးကကောက်လာတဲ့ဘောင်းမီကိုဝစ်တယ်မင်းတို့ပြောတဲ့ဖုံးဆုပ်တွေကိုကင်တယ်ငါတွေ့လားဟမ်ဖုံးဆုပ်တွေကိုကင်တယ်ဒီကအေးလို့ဟမ်ဒီမှာဆွတ်ထားတဲ့ခြေစွပ်တွေ့လားဒီမှာကြည့်ရနော်အဲ့ခြေစွပ်တစုံနဲ့80ပေးရတယ်ဘတ်80ပေးရတယ်မအေးလို့ဟမ်ဒီခြေစွပ်တစုံမဲ့မင်းတို့ပွဲနိုင်အောင်ကြိုးစားငါ့ရှင်မမစင်စားနဲ့ငါလုံးမအေးလို့ဘာတစ်စိတ်လေးကြည့်နော်တွေ့လားအရှိအတူမဟုတ်ဘူးမအေးလို့မြတ်တော့သားမြတ်အလုတ်ကြိုးစားပြီးအလုတ်နော်ပေးသူများကိုကြွားရှင်နိုင်ရှင်သူများထက်တောင်လို့ဒါပေမဲ့ငါကြွားလေးမရှိဘူးမင်းတို့ကောင်းနေပဲပြောပြတယ်ကျွန်တော်လူတွေကြွားမဟုတ်နော်မမေစပမင်းမမတော့အနမစားနိုင်တာငါကြွားနေတာမဟုတ်ဘူးနော်မင်းတို့ကောင်းနေပြောပြနေတာငါမကြွားတတ်ဘူးငါကြွားတာမကြိုက်ဘူးငါလည်းမင်းတို့ကောင်းနေလေတေဝါလို့စင်ငါတကယ်လို့မင်းတို့တက်တိရှိလို့ငါ့ကိုလာပြီးတော့အဲ့ဒီမပုတ်နေနေပါတယ်မင်းတို့ဆောက်ခွက်တွေလာပြီးမင်းတို့ကောင်းနေလှုပ်မင်းတို့ဝိညာဉ်ကိုနှုတ်ပြီးတော့ငါသားကိုလေငါသားမဟုတ်လားငါသားဂွေးစီးနဲ့မင်းတို့ဆောက်ခွက်တေးပန်းခိုင်းမယ်မအေးလို့မြမင်းစပ်ပါကိုချန်ဆောင်နေတာဟမ်ချန်ဆောင်နေဒီလိုဝစ်စားနေလာမလားမအေးလို့ဒီမှာစောက်စရာပစ္စည်းပျောက်စရာတခုမှမရှိဘူးဟုတ်ပြီလားခွေးသားများ
ဒါမင်းတို့ကကျေးဇူးတင်တယ်ဘာဖြစ်ဆိုတော့ငါမဆဲပဲနဲ့နေတာကြာပြီငါပြန်ဆဲလောက်စိတ်တွေပြန်ပြီးတော့ဟိုနေ့ဖြစ်လာမင်းတို့ပြောပြီးတဲ့အတွက်ငါမင်းတို့ကျေးဇူးတင်နော်မင်းတို့ဘလို့ပြောဘလို့ဆဲဆဲလဲငါမနာဘူးဘာကြောင့်မနာလဲဆိုတော့ငါရှိကိုမလာဘူးတိုက်ရိုက်မင်းတို့ရှိပြန်သွားတာအကုန်လုံးကဒါမင်းတို့ဒါမဲ့တခုတော့ပြောရှင်းတယ်ကွာငါတို့ဆဲတာတော့ပြဿနာမရှိဘူးဒါငါတို့ဆဲတာတော့ယောက်ျားလေးဒီမှာဖုန်ကြီးတွေမင်းကလေးတွေအဲ့ဒါတွေတော့ဆဲတာတော့အဆင်မပြေဘူးအဲ့ဒါဆိုမင်းတို့ဆော့ဆင်းရတော်တော်ဆော့ဆင်းမရှိတဲ့ကောင်တွေပဲနော်ငါတို့လူကောင်မျိုးတဲ့ဆဲတာတော့ဒါရွယ်သူဆိုရင်လူငယ်တဘာဝရွယ်သူသူဆဲကိုဆဲရတယ်ကွာနော်သူတို့ကားတဲ့အပြင်မှာတကယ်ရှိတယ်လားမသိလို့ AI လားတဲ့ AI နဲ့လုံးလို့မရဘူးလေတရေဆိုတာ AI နဲ့လုံးမရဆဲလေမင်းတို့ငါကယူမဆိုင်တာငါမင်းတို့ပေးဆဲတာလို့မဘလော့တာရှင်းလားဟမ်မင်းတို့ဆဲချင်တယ်လို့ဆဲငါတို့ပြဿနာမရှိဘူးမင်းတို့ဆဲတာကိုငါလိုက်ခံစားနေမှလည်းမဟုတ်ဘူးနော်မင်းတို့ဗုဒ္ဓဘာသာဆိုဖះဟောတရားပြန်အောင်အောင်ကြည့်လိုက်နော်မင်းတို့ဆဲတဲ့ဟာကိုငါလက်မခံမင်းတို့ရှိပဲပြန်သွားတာဟုတ်ပြီလားညီလေးတို့ဟမ်နော်စားရှိတယ်ဆိုရင်ငါ့ကိုမင်းတို့ဒါပေမဲ့ငါလူကိုတော်တော်လုံးလို့မရှိဘူးဒါပေမဲ့မင်းတို့တတိရှိတယ်ဆိုရင်ပြောတာငါကလည်းငါဘလောက်တော့ပေါက်ရောက်တယ်ဆိုတဲ့ကြောင်မင်းတို့အသိမတတ်ဘူးတကယ်အသိမတတ်ဘူးခဏခဏပဲခဏခဏလေးလှုပ်ပြီးတော့ပြန်ရုပ်ပြီးမှအားလုံးနော်ကဲငါဖားရှာနေဆိုမင်းတို့ဘယ်နှကောင်တွေ့လဲဒီလက်အိတ်ကဖားရှာတဲ့လက်အိတ်လားမအေးလို့ဘလောက်ပေးရတယ်ထင်တယ်ဒီလက်အိတ်ကဟမ်ငုံမဲบอกเขาหน่อยสิกินคุยไหมไอ้เชี่ยนี่สับปะพอละไปก็เถอะမင်းစပ်ပေါ့မင်းတို့ကသူများလာဆဲသေးတယ်မင်းကမရိုင်းနဲ့ပြောတယ်ငါလုံးမပါဇက်အိမ်သားကြီးနဲ့ပလုတ်သွားကျင်းလိုက်မတမရမပြောနဲ့မရိုင်းနဲ့ဆိုတာဟမ်မတမရလာပြောနေတာမအိမ်လူမြဟမ်ငါလို့တာဇန်ဖြစ်အောင်ပဲမင်းတို့ကြိုးစားအောင်မင်းတို့ဆော့ဆင်းနေငါလိုဟောလူနေရာမျိုးတွေမှာတွားရဲလာရဲလှုပ်ရဲကန်ရဲပြရဲအစွမ်းရှိအောင်မင်းတို့လှုပ်နော်ကျလားအဲ့လိုလှုပ်ပြီးမှငါ့ကိုလာရှင်လာတိုင်းဆော့ဆင်းမရှိဘဲနဲ့ငါ့ကိုလာရင်မတန်းနဲ့မင်းတို့ဆော့ဆင်းလောက်ငါတို့ကစိတ်ဝင်စားအောင်ဟုတ်ပြီလားငါဒီလှုပ်တွေလှုပ်နေတာဝါသနာတစ်ခုရဲ့လူတွေကိုအကျိုးပြုနိုင်တဲ့တော့ငါအကျိုးပြုတယ်နော်ဟိုတညငါချဲကလင်းတောင်းတဲ့ညမင်းတို့တွေ့ပါတယ်မင်းတို့ဝိုင်းလာဆဲနေတယ်လေအေးဒါမဲ့ငါလူတွေကတော့အကုန်လုံးချဲပေါက်သွားတယ်အဲ့ဒီဘက်ကမင်းတို့အဲ့ဒီလူတစ်တွေတယောက်မှငါမပေးမင်းတို့လိုကောင်မျိုးတွေပါလာမှာကြောက်လို့ပါလိုက်မင်းတို့ကောင်တွေဂလော်ကလန်းလုပ်ပြီးတော့ငါလူတွေပဲတယောက်မှချဲမပေါက်တော့ဘူးနော်အခုတော့ငါလူတွေချဲပေါက်လို့ဘိုးဘရိတ်တာနဲ့မိဘမဲ့ဂီဟာတွေသွားလူနိုင်တယ်ငါရမ်းဝမ်းတာတယ်အရင်ပျော်တယ်ငါလည်းကျင်းနေတယ်အဲ့ကြောင့်ဒီတစ်ပတ်တော့ငါမတောင်းတော့ဒီဘက်ငါလုံးများတယ်နော်မင်းတို့လို့သူများလိုက်ဆဲနေတဲ့လူတဲ့ဆိုင်ငါပို့ပြီးတော့မင်းတို့တဲ့တိတ်ခါရှိတယ်ရှင်းလားမအေးလို့တတိုက်နော်ငါဒီပညာရဲ့ကိုကြောင်းတက်ပြီးမှထလန်းပညာရဲ့ကိုကောင်းလေးတက်တယ်မအေးလို့တွေငါထလန်းပညာရဲ့နဲ့လူတွေကိုကယ်ခဲ့ပြီးတော့လူတွေကစောက်သုံးမကြလို့ငါအထက်လန်းပညာနဲ့မင်းတို့လိုကောင်မျိုးတွေရှိလို့အဲ့ဒါကိုဒီအောင်လန်းပညာပြန်ကင်ပြီးတော့တွေ့မလို့မင်းတို့ကောင်တွေချောင်းနေတာဟုတ်တယ်ဒီကောင်တွေကထမင်းစားပြီးဒီကောင်တွေကလူလူမသိဘူးအဲ့ဒီကောင်တွေကဆဲတာနဲ့ပဲတက်တယ်ဒီကောင်တွေကကောင်းကောင်းပြောလို့ဒီကောင်တွေကမရဘူးဒီကောင်တွေဆဲတ
သူတို့ဆဲသူတို့ကလည်းကိုယ်ဆဲအဲ့မှာသူတို့အဲ့လိုကြိုက်တာငါသူတို့စိတ်ချမ်းသာအောင်သူတို့ဆဲပေးနေတာငါမဆဲရင်သူတို့ကသူများကိုတော့ဆဲဦးမှာလေသူများတော့ဆဲပြီးတော့ထမင်းနဲ့စားမှုရင်သူတို့မှမဆဲရရင်အဲ့ကြောင့်မို့ငါသူတို့ဆဲပေးနေချက်ပေါက်တီတီမှာဟိုင်းထားတယ်တဲ့ဘာမှမပြောင်းဘူးနဲ့ချက်ပေါက်တီတီမှာဟိုင်းထားတာဘာကိစ္စဟိုင်းထားတာလဲအဲ့ဒါလေးရေးထားပေးငါ့ကိုမကြည့်နဲ့လို့ပညာစမ်းကျင်တာလားဒါမှမဟုတ်အခြားအကူအညီတောင်းတဲ့ကိစ္စလားလူများတော့ငါမမှတ်မိတော့ဘူးအကြောင်းဘာကိစ္စအကြောင်းလေးလဲဆိုတာကိုစာလေးရေးထားပေးဟောအဲ့ဆိုဒီလူကဒါကူညီတောင်းဖို့ဒါကူညာအဲ့ဆိုသိတယ်နော်ငါ့ကိုမကြည့်နဲ့လို့5မှာဆိုရင်လည်းမပုံတင်နဲ့ဓာတ်ပုံငါပို့ထားပေးလိုက်အဲ့လောက်ဆိုရပြီမပုံတင်ဓာတ်ပုံပို့ထားပြီးဘာမှရေးစရာမလိုအဲ့လောက်ပဲအများကြီးမလိုဘာကြောင့်စာရေးလိုက်ရင်ဘာကြောင့်ပေါ့နော်အဲ့ဒါလေးရေးလိုက်ပြီအကူညီတောင်းတာလားဒါမှမဟုတ်တခုလောက်ခိုင်းမို့လားဒါမှမဟုတ်ငါ့ကိုမကြည်နဲ့လို့ငါနဲ့ fight ချင်လို့အဲ့လိုမျိုးဆိုရင်လည်းရတယ်ပညာစမ်းစင်လို့အဲ့လိုမျိုးလည်းရတယ်တခုပေါ့နော်တခုလာရေးတာကိုဖြစ်ချင်တာလေးကိုလည်းရေးတာအဲ့ဒါဆိုပြန်ပြီးတုတ်ပြန်ပြီးမမမိဘူးလားတဲ့ဟုတ်မမမိဘူးဖြစ်နေတယ်တကယ်မမမိမလဲဒီကောင်လေးဆဲနေရတာတော်တော်မမမိတော့ဘူးလေအာယုံကဒီကောင်လေးရှိမှရောက်နေတာအော်โอเคတဘောပေါက်သမီးလေးကြည့်ရှင်တယ်ဒီညသမီးလေးရမလာတော့ဟိုညပြပြီးပြီဆိုတော့နောက်ညကြမှာပဲဒီကောင်လေးကိုဒီညဆဲရမှာဆိုတော့ငါ့ကိုအားပေးတဲ့လူကမင်းတို့တွေကဖွဲ့စကွဲပဲငါ့ကိုအားပေးတဲ့လူကသက်ရှိတာနော်မင်းတို့လိုသူများကိုလိုက်ဆဲနေတဲ့ကောင်ဘယ်ကောင်အားသာပေးမှလဲစောက်တော်သားကြီးတွေရဲ့ငါလှုပ်ရက်ငါလှုပ်ဖက်တွေငါအကုန်လုံးကိုလိုက်လွှင့်ပြီးပြမင်းတို့လိုသူများကိုဆောက်ဆဲတဲ့ကောင်တွေဘာကိုအားပေးရမှာလဲဆဲတာကိုအားပေးရမှာလားမအေးလိုးတိုင်းအားပေးတာလူချင်းနဲ့ငါခွေးဥစ္စာကိုလေငါခွေးမင်းရိုင်းမပြောချင်တော့မင်းကလေးတွေရှိလို့ငါခွေးဥစ္စာကိုလေနေ့တိုင်းတစ်နေ့တစ်ခါရေးတာဆေးပေးအဲ့ဒါဆိုရင်ရမယ်မိစက်ပေါက်လိန်စားညာစားတာဒီလိုက်ထဲမှာမေးကြည့်လိုက်ဘယ်ကောင်ငါ့ပတ်စံလာပေးထားတာရှိလေလို့ဘယ်ကောင်ငါပတ်စံတွားတောင်းထားတာရှိလေလို့လိုက်ထဲမှာလာမေးကြည့်လိုက်ငါပစ္စည်းရောင်းရင်တော့ပေါ်တင်ရောင်းတယ်ကြိုက်မလားဝယ်မကြိုက်လားမဝင်နဲ့တွားဝေးရှောင်းနေရှင်းလားမိစက်ပတ်လူလင်ကောင်မင်းတို့ကငါဘယ်နှပြားပေးထားလို့ပါလာပြီးတော့လိန်ညမအေးလူးတဲ့ပြောစမ်းမအောင်မင်းမတွေကိုလိန်ပြီးတော့လူထားလို့လားလုံးမပြောရင်ဆိုရင်တဏှာစိတ်ကဝင်လာပဲလားပြောကြည့်ပြောပြလိုက်လိန်စားညာစားရင်တော့သူတို့ပူပါတာကြာနေရောစင်ငါလည်းမလေးထားပါတော့ငါလိန်စားညာစားတယ်ဆိုဘာမှငါလည်းမကြောင်ရအောင်ငါတစ်တော့မှလည်းဘာမှမတင်တော့ဘူးလူလိန်နေလာမှကြောက်လို့ငါလိုက်ပဲလွှင့်ပေးတာနော်ဘာမှမတင်တော့ခုနလည်းပြောပြီးငါဘာလုပ်မယ်ဘာလုပ်မယ်အကြောင်းအားလုံးငါသူများကိုလိုက်ပေါ်မှာပဲငါဗီဒီယိုမတင်တော့လိန်စားညာစားတဲ့အကြောင်းလည်းတစ်ခုမှမပါဘူးဟုတ်လားနော်အဲ့တော့မင်းတို့ကဗလိန်နဲ့ကောင်တွေကတကယ်မှန်ကန်ဗလိန်အဲ့ဒါလက်ခံနေနော်မှန်ကန်ဗလိန်ခုနငါဟိုက line ပေါ်မှာ host နေတဲ့ဟိုအမကြီးတယောက်တခိုးကိုရိုက်တဲ့ကလေးလေးပါနေဘူးတဲ့လှမ်းလာတဲ့ကိစ္စငါမကျေနပ်လို့ငါနာမည်တောင်းတယ်အဲ့ဒါပြောတယ်အဲ့ဒါငါပတ်စံပြန်ပေးတာနော်တိတဲ့လူတိတဲ့လူဒါပေမဲ့နာမည်ပေးထားတော့မှန်တယ်တိကျတကယ်လို့ तू ကပတ်စံယူမှာပါအကိုကူညီတာပဲမယူဘူးဆိုရင်တော့တမျိုးယူမှာပါဆိုငါမဟုတ်ဘူးပေးဦးမှာငါမင်းတို့နားလဲလားငါ့ကိုပေးထားတာတကြောင်မရှိငါ့ကိုမပူနဲ့မင်းတို့မပေးငါ့ကိုပေးကျွေးစရာမလိုငါလောက်အားခါနဲ့ငါလောက်စားတာပူရတာရှိတယ်ငါပတ်စံလည်းရှိတယ်အေးဆေးပြဿနာမရှိဘူးငါတော့နော်ဟုတ်ပြီလားငါတော့မပူနဲ့မင်းတို့ပဲဆင်ပြေအောင်စူးစမ်းကြနော်ဟုတ်ပြီလား
မင်းတို့ငါလိုက်ကိုလာကြည့်ညာနဲ့ကြည့်ဒါမှငါညာအလုပ်လုပ်တာအခုတလောပန်းမရှိတဲ့အတွက်ငါညာအလုပ်မလုပ်သေးဘူးတကယ်လို့နောက်ကျရင်ငါလုပ်ဖြစ်မယ်အဲ့ကျရင်လည်းလာကြည့်အောင်နော်လက်ဆဲလို့ရတယ်ဟုတ်ပြီလားဇာမရှိဘဲနဲ့ညီလေးရေဇာမရှိဘဲနဲ့ဇာရှိငါချက်ပေါက်မှလာခဲ့ဓာတ်ပုံနဲ့မပုံနေနဲ့ပို့လိုက်ပညာစမ်းရင်ပို့လိုက်မင်းတို့အဖေမလုပ်ဘူးပြယုံနေပဲပြမယ်ဟုတ်ပြီလားမေလို့တစ်တိုက်ဟမ်ဒါမှငါအောက်လမ်းပညာကိုတင်နာပေးမယ်အထက်လမ်းပညာလည်းထိတ်တမ်းမှရှိတယ်မင်းတို့ကြိတ်တဲ့ဆရာနဲ့လာရှင်လို့ရတယ်နော်ရွှေရင်ကျော်ဆရာပါခေါ်လာပြီးငါ့ကိုလာလောက်ခိုင်းအောင်ရွှေရင်ကျော်ဆရာသူများလုံးလို့မရဘူးငါလုံးမှပဲငါ့ကိုတုတ်ပြန်လို့ရမှာရှင်းလားပရလောကရဲ့အခက်ခဲလေးတွေပြောပါလားဆရာတဲ့ပရလောကရဲ့ခက်ခဲဒီမအေလိုတွေပဲဒီညအတန်တစ်မျိုးကြီးပါလားတဲ့မဟုတ်ဒီတန်ပဲနော်အဒီတန်ပဲအတန်သူများရှိရယူထားတဲ့တန်တနမင်းမစပတ်တနလားဟမ်တည့်အတိတနလားမင်းတို့ဆွတ်စင်းတည့်အတိတနနဲ့လားဟမ်တည့်အတိတနလားမအေလို့တည့်အတိတနလားပြောစမ်းခုနကမင်းတို့ငါဆောက်ခွက်တွေ့ပြီးွားပြီပဲဟမ်တွေ့တယ်ဟောငါဆောက်ခွက်မင်းတို့နဲ့တူလားမင်းမစပတ်ထဲလာမှာလားငါဆောက်အားရမင်းတို့ရှိလာရအောင်ဟမ်ဇာစီရိုစင်ဟိုးစားလုံးလိုက်ရင်မပုံတင်နဲ့ဓာတ်ပုံနဲ့ပို့လိုက်လေအမေအေးလိုးတယ်အဲ့ဒါလည်းမပို့ရဘူးအာပဲချောင်းအေးဟုတ်တယ်ခလေးကစားတဲ့တနက်နေမှာပေါ့ငါလုံးမတနက်တဲ့အာနာရှင်လို့ပါလို့မအေးလို့ဆောက်ဖို့အပြင်မှာတွေ့နှစ်ပံပဲကြီးမလိုက်ရှင်နေတနက်တော့အာကိုနေတယ်စောက်စိတ်မရှိတဲ့တနက်ကိုလာအာကိုနေလီးပဲကြောက်မှာတနက်မင်းတို့တနက်မဟုတ်လောင်ချထဲမှာပြီးပြစ်တယ်ငါဆောက်ဖို့လည်းပြစ်ထီအောင်နော်ထီနဲ့ပေါအောင်ပြစ်မင်းတို့ပြစ်တဲ့တနက်ငါချင်းကြိုက်တော့နာမှာမဟုတ်ဘူးအဲ့တော့စောက်စိတ်မရှိမင်းတို့ဒီလောကထဲမှာငါမနေဘူးနားလဲလားမင်းစပတ်တည်းတနက်စာပြီးစောက်ကြည့်စောက်ကြလာပြောနေအလုံးမတနက်တဲ့လူကဇာမရှိတနက်အာကိုနေတယ်ကြော့ပိုင်းမင်းကလေးတွေပိုင်းကြော့နော်ငါဒီယူလာပြစ်တာတော့ချင်းကြိုက်တော့မနာဘူးမင်းတို့တနက်လောက်ရှင်းလားဟမ်စားရှင်းလားဆိုတော့လည်းမလာရဘူးငါလုံးမအားချောင်းနေမင်းစပတ်ပဲအဲ့ဒါဒီပဲဆဲရတာမင်းတို့အရသာရှိမှရှိဟမ်ဘာမလို့ဆဲနေတာဒီမအေးလိုးတစ်တိုက်ကိုဆဲနေတာဘာမှဒီညလှုပ်လို့မရဘူးဘာမှမလှုပ်ဒီမအေးလိုးတွေဆဲနေတယ်အားရတယ်ကျင်းနေတယ်